ခင်ခတ်တော်ရဲ့သွေးနဲ့ရွေးနှုတ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားမလည်ထားဘူးဆိုရင်မိမိဟာဖြောင့်မတ်ခြင်းအတ္တမှာမရှိနိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ဒီသခင်ခတ်တော်ရဲ့သွေးပေါ်လောင်ပြီးတော့ကျွန်တော်တို့ရဲ့ဒုစရိုက်အဖြစ်တွေကိုပယ်ရှားဖြစ်တယ်ဆိုတဲ့အချက်ဟာအလုံးပဲအရေးကြီးတာပါ။နော်ကိုလိုပဲဩဝါဒစာအခန်းကြီး1အငယ်14ကိုလိုပဲဩဝါဒစာအခန်းကြီး1အငယ်14လိုက်ဆိုပါထိုသားတော်ဤအသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်းယေရှုကိုငါခံရ၏ယေရှုမဲ့ထိုသားတော်ဤအသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်းယေရှုကိုငါခံရ၏ဘုရားသခင်တပါးတော်ပါတော်ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်အပြစ်လွတ်တော်မူခြင်းဆိုတဲ့ရွေးနှုတ်တော်မူခြင်းကိုခံရတယ်အဲ့ဒါကျွန်တော်တို့အတွက်ယေရှုတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ရကြောင်းဒီရွေးနှုတ်ခြင်းခံရတာလားဟုတ်လားမဟုတ်ဘူးနော်ဒီအရာကိုကျွန်တော်တို့တွေနော်နားလည်ဖို့အလွန်အရေးကြီးပါတယ်မိမိရဲ့လုပ်ရကြောင်းမိမိရဲ့ကြည်ကြံမှုကြောင့်မိမိရဲ့ကြိုးစားအားထုတ်မှုကြောင့်မိမိရဲ့စောင့်တည်ခြင်းကြောင့်ရွေးနှုတ်ခြင်းယေရှုကိုခံရတာမဟုတ်ပဲသခင်ခရစ်တော်ရဲ့သွေးတော်နဲ့ရွေးနှုတ်ခြင်းကြောင့်သာလေရွေးနှုတ်ခြင်းယေရှုကိုခံရခြင်းဖြစ်တယ်တကယ်လို့ကျွန်တော်တို့တွေမိမိရဲ့ကိုယ်ပိုင်ကြည်ကြံကြိုးစားအားထုတ်မှုတွေနဲ့ရွေးနှုတ်ခြင်းခံရမယ်ကယ်တင်ခြင်းရမယ်ကောင်းကင်နိုင်ငံရောက်မယ်ဆိုရင်သခင်ခရစ်တော်ဒီလောကကိုကြွလာစားအကြောင်းရှိတာပြန်စဉ်းစားကြည့်ပါအဲ့ဒါအရာကြီးပါလေဒီအရာတွေဟာယုံကြည်သူခရစ်ယာန်တွေရဲ့စိတ်ထဲမှာနော်ဒီစဝေဖြစ်နေကြပါတယ်ဖခင်ကိုတန်တရားဝင်လာခြင်းအကြောင်းအရာပဲဖြစ်ပါတယ်ငါကြိုးစားမယ်ငါကြည့်မယ်ငါလုပ်မယ်နော်ငါပါပြီးကြည့်မယ်ငါကြည့်ကြမယ်ကြိုးစားမယ်အလှူဒါနပေးမယ်ကောင်းမှုကုသိုလ်ပြုမယ်ငါဘာသာငါကြည့်ကြကြိုးစားတဲ့တရှိတော်အတ္တဖြောင်းမဲ့တဲ့အတ္တငါခံမယ်ကိုယ်တိုင်လုံးဝရမှာဘောဆိုတဲ့ဗါလေမာနတရားပြီးကျွန်တော်ရဲ့အတ္တထဲကထွက်လာတော့အလွန်အရေးကြီးပါတယ်ဒီအရာတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့တခင်ခရစ်တော်ကိုယုံကြည်နေတဲ့အရာဟာပြည့်ဝသောယုံကြည်ခြင်းပေါ့ဘယ်လိုသဘောဖြစ်တယ်ဆိုတော့ခရစ်တော်တခင်ကိုယ်တော်ကိုဘုရားဖြစ်ယုံကြည်ပါတယ်ကိုတော်ကဘိဓါလာကူပြီးပါကိုယ်တိုင်ကြိုးစားမယ်ဆိုတဲ့ပေါ်တက်ရောက်မဟုတ်ပါဘူးမိမိရဲ့ကိုယ်ပိုင်ကြည်ကြံကြိုးစားအားထုတ်မှုတွေနဲ့ကဲ့တဲ့ခြင်းဘယ်လိုမှမရဘူးတခင်ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းအားဖြင့်တန်တယ်ရဆိုတခင်ခရစ်တော်ဟာရွေးနှုတ်တဲ့နေရာမှာဘယ်လိုရွေးနှုတ်တယ်လဲပုံစံနှမျိုးနဲ့ရွေးနှုတ်တယ်မိမိတို့ရဲ့ဒုစရိုက်အဖြစ်များမှာလွတ်မြောက်ဖို့အတွက်အသွေးတော်သွန်းလောင်းပြီးတော့ရွေးနှုတ်တယ်ပထမချက်နော်ဒုတိယချက်ကဘာလဲတခင်ခရစ်တော်ကားတိုင်ပေါ်မှာအတိခံခြင်းအပြင်ကျွန်တော်တို့ရဲ့ဗီဇအတိကနေပြီးတော့ရွေးလုပ်တယ်ဒီကနေ့ကျွန်တော်တို့ပြီနော်ဗီဇအတိကနေပြီးတော့တခင်ခရစ်တော်နော်ရွေးလုပ်ခဲ့ခြင်းအကြောင်းကိုကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်နော်ဗီဇအတိကနေပြီးတော့နော်ရွေးလုပ်ခဲ့ခြင်းအကြောင်းကိုလေ့လာကြမှာဒီຢာတွေအလုံးအရေးကြီးပါတယ်ကျွန်တော်တို့ဒီຢာကိုကျွန်တော်နားမလည်ဘူးနဲ့ယုံကြည်သူရဲ့အသက်တာမှာဘယ်လိုမှကိုကျွန်တော်တို့တကယ်တမ်းဘုရားသခင်အလိုရှိတဲ့ဝိညာဉ်အသက်တာမှာမရှင်းတတ်နိုင်ပါဘူးဒီຢာကိုကျွန်တော်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားတိတိကျကျနဲ့ရှင်းရှင်းနားလည်ပါပဲကျွန်တော်တို့ဘုရားဘာမှတန်တရားဝင်တဲ့စိတ်တက်ပေါ်သွားလိမ့်မယ်ဒါမှမဟုတ်ပါဖြစ်နေလေဘုရားကမှတန်တရားအမြဲဝေနေပြီးတဲ့အခါမှာကိုပဲနော်အားကိုပြီးတော့ဘုရားကိုဘေးမှာထားပြီးတော့ဘုရားကိုအမောက်မှာထားပြီးတော့ကြိုးစားရင်းနဲ့ပဲကျွန်တော်တို့ရှုံးနေတဲ့အသက်တာမှာရှောင်တဲ့တရားဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီအချက်ကိုကျွန်တော်တောင်းပြတာကြမယ်။ကျွန်တော်တို့ယောမဝါဒစာနော်အခန်းကြီး1ကနေပြီးတော့8ကိုလေ့လာဖို့အလွန်အရေးကြီးပါတယ်နော်ကျွန်တော်တို့အိမ်ကိုပြန်ရောက်တဲ့အခါမှာယောမအခန်းကြီး1ကနေ8ကိုတော့ဖတ်ပါဆိုတော့ယောမအခန်းကြီး
တစ်ကနေပြီးတော့ရှစ်တိလိလာတဲ့နေရာမှာအပိုင်းနှစ်ပိုင်းရှိပါတယ်ဘယ်နှပိုင်းရှိလဲနှစ်ပိုင်းရှိပါတယ်အပိုင်းနှစ်ပိုင်းရှိပါတယ်ပထမပိုင်းကကြတော့ကျွန်ုပ်တို့ရဲ့နော်ဒုစရအတိကနေပြီးတော့လွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ရဲ့အသွေးတော်သွန်လောင်းခဲ့တယ်ဆိုတဲ့အကြောင်းအရာဖြစ်ပြီးတော့နော်ဒုတိယပိုင်းကကြတော့နော်ကျွန်တော်တို့ဟာနော်အဲ့ဒီအပြစ်ရဲ့တကိုးကနေပြီးတော့ဗီဇအပြစ်ကနေပြီးတော့အပြစ်တရားကနေပြီးတော့နော်လွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ရဲ့ကားတိုင်မှာအသေးခံခြင်းလိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ယောမအခန်းကြီး1က8ကိုလေ့လာတဲ့အခါမှာနော်ပထမပိုင်းကကြတော့အခန်းကြီး1ကနေပြီးတော့4မှာပထမပိုင်းဖြစ်တယ်။1က4ကဘာအကြောင်းပြောမလဲဆိုတော့ဒုစရိုက်အပြစ်အကြောင်းကိုပြောနေမယ်။နော်ဒုတိယပိုင်းဖြစ်တဲ့အခန်းကြီး9ကနေတော့ရှင်းကြတော့ပါတယ်ဗီဇအပြစ်လို့ပြောတယ်နော်ဒီအပြစ်တရားအကြောင်းကိုပြောမှာဖြစ်ပါတယ်ကျွန်တော်တို့အခန်းကြီး1ကနေပြီးတော့4ကိုကျွန်တော်လေ့လာတဲ့အခါမှာဒုစရိုက်အပြစ်အကြောင်းကိုတွေ့ရတယ်ဒုစရိုက်အပြစ်အကြောင်းကိုကျွန်တော်တွေ့တဲ့အခါမှာသခင်ခရစ်တော်ရဲ့သွေးတော်အဖြစ်ကျွန်တော်တို့ရဲ့ဒုစရိုက်အပြစ်များကိုသူဟာဗာလဲတန်ရှင်းစေပြီမိမိတို့ရဲ့ဒုစရိုက်အပြစ်ကလွတ်မြောက်သွားပြီသခင်ခရစ်တော်ရဲ့သွေးတော်အဖြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရမယ်အခန်းကြီး9ကနေပြီးတော့10ကိုလေ့လာတဲ့အခါမှာလူရဲ့အထက်မှာရှိတဲ့ဒုစရိုက်အပြစ်ကိုပြုတ်ဖို့အတွက်တွန်းအားပေးနေတဲ့ဗီဇအပြစ်တရားခံပြီးတော့ကျွန်တော်တို့လွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ဟာကားတိုင်ပေါ်မှာအသေးခံရတယ်ဆိုတဲ့အကြောင်းကိုတွေ့ရမယ်အချက်ပဲတစ်ချက်ရှိလဲနှစ်ချက်ဖြစ်ပါတယ်အပြစ်အမျိုးအစားဘယ်နှမျိုးဖြစ်ပြီလဲဒုစရိုက်အပြစ်နဲ့ဗီဇအပြစ်ဒုစရိုက်အပြစ်နဲ့ဗီဇအပြစ်အမျိုးအစားတစ်မျိုးရှိတယ်လို့ပဲသခင်ခရစ်တော်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းကလည်းဘယ်နှမျိုးရှိပြီလဲနှစ်မျိုးရှိနေပါတယ်နှစ်မျိုးရှိပါတယ်ဒုစရိုက်အပြစ်ကနေလွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ဟာဘာနဲ့ရွေးနှုတ်ကယ်တင်တယ်လဲအသွေးတော်နဲ့ရွေးနှုတ်ကယ်တင်တယ်ဒုစရိုက်အပြစ်ကိုပြုစေတဲ့အတွင်းမှာတွန်းအားပေးတဲ့ဗီဇအပြစ်တရားအဖြစ်အပြစ်တရားကနေလွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ဟာကားထဲမှာအသေးခံကယ်တင်ခဲ့ရတယ်ဆိုတဲ့အချက်နဲ့ချက်ဒါဘုရားကိုကြည့်ပါမယ်ဟုတ်ကျွန်တော်တို့ယောမဝါဒစာအခန်းကြီး9အငယ်7ကိုဖတ်ကြည့်အောင်ယောမဝါဒစာအခန်းကြီး9အငယ်7အပြစ်တရားဒီတယောက်တော်သူအားဖြင့်ဤလောကကိုဝင်၍အပြစ်တရားအားဖြင့်ဒေချင်းတရားဝင်နေလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်ဒေချင်းတို့ရောက်လာကြ၏ဒါလိုက်ဆိုမယ်အပြစ်တရားသည်တယောက်တော်သူအားဖြင့်ဤလောကကိုဝင်၍အပြစ်တရားအားဖြင့်ဒေချင်းတရားဝင်နေ၏လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်ဒေချင်းတို့ရောက်လာကြ၏ယောမအခန်းကြီး9ငယ်19တယောက်တော်သူသည်နားမထောင်သောအားဖြင့်လူများတို့သည်အပြစ်ရောက်ပြီးနေသူတယောက်တော်သူဘာတူလဲအာဒံဟာဘုရားသခင်စကားကိုနားမထောင်တဲ့အတွက်ကြောင့်အာဒံရဲ့သားသမီးကျွန်တော်တယောက်စီကဘာဖြစ်တယ်လဲအပြစ်ကိုရောက်တယ်အဲ့ဒါပါလေဆိုကျွန်တော်တို့အပြစ်နဲ့ဝေးပါလာတယ်ဆိုတဲ့ဟာဘာအပြစ်လဲဗီဇအပြစ်ဟုတ်ပြီနော်ဝေးပါလာတဲ့ကကျွန်တော်ကဘာပါလာတယ်ဗီဇအပြစ်ပါလာတယ်ဗီဇအပြစ်ပါလာတဲ့အတွက်ကြောင့်အပြစ်ရှိတဲ့ဗီဇဟာဘာလို့မလဲအပြစ်ကိုလုံမှာပေါ့ဟုတ်လားနော်အပြစ်ကိုလုံမှာပေါ့ဆိုတော့ကျွန်တော်တို့ဟုတ်ပြီဒုစရိုက်အပြစ်နဲ့ဗီဇအပြစ်ကျွန်တော်တို့နားလည်အခုကျွန်တော်တို့ကြည့်နေတာကဘာအပြစ်လဲဗီဇအပြစ်ကသခင်ခရစ်တော်ကနော်ရွေးနှုတ်ခဲ့တဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြကျွန်တော်တို့ဒီဗီဇအပြစ်ဆိုတဲ့အပြစ်တရားကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်ဖို့အတွက်သခင်ခရစ်တော်ဟာနော်ဘယ်လိုလုပ်ဆောင်တယ်လဲဆိုတာကိုကျွန်တော်တို့မကြည့်ခင်မှာ
ကျွန်တော်တို့ယောမဝါဒစာယောမဝါဒစာအခန်းကြီး3အငယ်10အခန်းကြီး3အငယ်10ကျမ်းစာမှာဒီကောင်ဖြောင့်မတ်တော်သူမရှိတယောက်မျှမရှိကျမ်းစာကလာတယ်ဖြောင့်မတ်တော်သူရှိလားမရှိဘူးတဲ့တယောက်မျှမရှိဘူးတဲ့ဒါကိုကျွန်တော်နားလည်ရမယ်နော်ဖြောင့်မတ်တော်သူတယောက်မျှမရှိဘူးနောက်ယောမအခန်းကြီး3အငယ်20ပညာတရားအားဖြင့်ပညာတရားရဲ့အကျင့်အားဖြင့်ဘုရားသခင်ရှိတော်၌အဘယ်သူမျှဖြောင့်မတ်ရတော့မရောက်ရပညာတရားရဲ့အကျင့်အားဖြင့်ဘုရားသခင်ရှိတော်၌အဘယ်သူမျှဖြောင့်မတ်ရတော့မရောက်ရပညာတရားကိုကျွန်တော်ကျင့်နေလို့ဘယ်သူကမှဘုရားသခင်ရဲ့ရှိတော်မှာဖြောင့်မတ်ခြင်းကိုမရနိုင်ဘူးယောမအခန်းကြီး6အငယ်23ယောမအခန်းကြီး6အငယ်23အပြစ်တရားရဲ့အခါကသိခြင်းပေသည်ကျွန်တော်ပြည့်ညတ်တရားကိုကျွန်တော်မကျင့်နိုင်တဲ့အခါမှာကျွန်တော်ကဘယ်ထဲမှာရှိနေတယ်လဲအပြစ်တရားအထဲမှာမရှိနေဘူးလားအပြစ်တရားအထဲမှာရှိနေတယ်ဆိုတော့အဲ့ဒီအပြစ်ရဲ့အခါပါတယ်လေသိခြင်းတယ်ပြည့်ညတ်တရားကိုကျွန်တော်မကျင့်နိုင်တဲ့အတွက်ကြောင့်လို့ကျွန်တော်ဟာဘာဖြစ်လဲအပြစ်တရားရဲ့အောက်မှာပဲရှိနေတယ်အဲ့ဒီအပြစ်တရားရဲ့အောက်မှာရှိတဲ့သူဟာအပြစ်ရဲ့အဖို့ခါဖြစ်တဲ့သိခြင်းကိုခံရမယ်ပြည့်ညတ်တရားအဖြစ်အဘယ်သူကကြည့်တယ်ကျွန်တော်မရောက်ဘူးဘုရားသခင်ရှိမှဘယ်သူကမှမဖြောင့်မတ်ဘူးဘယ်သူကမှမဖြောင့်မတ်ဘူးအဲ့ဒီခါမှာကျွန်တော်တို့အတွက်ပြဿနာဖြစ်ပါပြဿနာတချို့လူတွေကအပြစ်တရားအောက်ကနေပြီးတော့လွတ်မြောက်ဖို့အတွက်အရာနဲ့ကြိုးစားကြတယ်မိမိရဲ့ကြည်ကြံမှုနဲ့ကြိုးစားအားထုတ်မှုတွေနဲ့အလှဒါနတွေနဲ့ကောင်းမှုတွေနဲ့ကြည်ရတရားရအောက်ကနေလွတ်မြောက်ဖို့အတွက်ပုံစံအမျိုးမျိုးနဲ့ကြိုးစားကြတယ်ဒါပေမဲ့ဘယ်လိုမှမလွတ်နိုင်ပါဘူးဒါတမန်ကျမ်းစာကပြောတဲ့အမှန်တရားကိုဖြစ်ပါဘာဖြစ်လို့လဲမိမိဟာအပြစ်ကိုလုပ်ပြီးဖြစ်စေမလုပ်ပြီးဖြစ်စေအပြစ်တရားနဲ့ဝေးပွားလာပြီးတော့အပြစ်တရားအောက်မှာရှိတယ်တချို့ကပြောကြတယ်ကျွန်မဘာအပြစ်မှမလုပ်ပါဘူးဘာအပြစ်မှမလုပ်တဲ့အတွက်ကြောင့်ကျွန်မဒီကောင်းကင်နိုင်ငံကြောင်းပါပဲမိမိကိုယ်တိုင်ဒုစရအပြစ်ကိုမလုပ်ဘူးလို့ပဲထားလိုက်ပါဦးဘာရှိတယ်လဲဗီဇအပြစ်ရှိတယ်ခွေးဆိုတဲ့ຢာကတ်တတ်တယ်အဲ့ဒီခွေးကတော့မကတ်လို့ဒီခွေးကိုဒီတရားကိုသူကမကတ်တယ်လို့သူ့ကိုခွေးမဟုတ်ဘူးလို့ပြောရမှာမရဘူးခွေးကခွေးပဲခွေးကခွေးပဲငှက်တော့တောင်းတာတစ်ဖက်ကျိုးနေလို့သူမပြန်တော့သွားနေရတယ်အဲ့ဒီကောင်ငှက်မဟုတ်ဘူးသူကမပြန်တတ်ဘူးငှက်မဟုတ်ဘူးပြောရမလားမရဘူးငှက်ဟာငှက်ပဲဘာဖြစ်လဲငှက်ဆိုတဲ့နော်အမျိုးအစားဘီစကနေပြီးတော့ဝေးပါလာတဲ့အတွက်ကြောင့်ငှက်ဟာငှက်ပဲဖြစ်ပါတယ်ဒီချင်းလူတို့တယောက်ကျွန်တော်တို့ရဲ့ဒီတင်နေတော်ရင်ဘက်မှာလာမွေးပါတယ်သူချင်းစကားတစ်လုံးမှမတတ်တော့ဘူးအင်းစကားပဲပြောတော့တယ်ဒါနဲ့သူကကျွန်တော်ချင်းဟုတ်ပါဘူးကရင်လို့ပြောလို့ရမလားမရဘူးချင်းဟာချင်းပဲဖြစ်ပါတယ်သူချင်းစကားပြောတတ်တယ်ဖြစ်စေမပြောတတ်တယ်ဖြစ်စေချင်းဟာချင်းပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲမွေးဖွားလာတဲ့ကချင်းလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဟာဘာနဲ့ဆိုင်လဲမွေးဖွားခြင်းနဲ့ဆိုင်
ကျွန်တော်တို့တွေလေးပါလာတဲ့ကဘာနဲ့ဝေးပါလာတယ်အာရစီကရတယ်အပြည့်ပိစာအင်းနဲ့ဝေးပါလာတယ်ဒါကြောင့်ကျွန်တော်တို့အပြစ်ကိုကိုယ်တိုင်ကိုယ်စားလုပ်ပြီးဖြစ်စေမလုပ်ပြီးဖြစ်စေကောင်းမှုကုသိုလ်တွေပြုပြီးဖြစ်စေမပြုပြီးဖြစ်စေဘာပဲဖြစ်ဖြစ်အပြစ်သားဟာအပြစ်သားပဲဖြစ်တယ်ဆိုတော့မိမိရဲ့အထဲမှာရှိတဲ့အပြစ်တရားပိစာအပြစ်ဟာမိမိကိုဒုက္ခပေးတာအဲ့ဒီအရာကလွတ်မြောက်ဖို့အရေးကြီးတယ်လွတ်မြောက်ဖို့အရေးကြီးတယ်အဲ့ဒီခါတခင်ခွတ်တော်ကနေတော့ပါလေလှုပ်ဆောင်ပေးရတာဒါကြောင့်တခင်ခွတ်တော်ရဲ့လှုပ်ဆောင်ပေးတဲ့အရာကိုလေ့လာကြည့်ကြအောင်ယောမအဝါဒစာအခန်းကြီး9ယောမအဝါဒစာအခန်းကြီး9အဲ့ဒီတိတ်ကနေပြီးတော့လေးတီကိုဖတ်ကြည့်ယောမအခန်းကြီး9နဲ့တိတ်ကနေ4เนาะဟုတ်ပြီဆိုတော့တယောက်ဖတ်ပြပါတယောက်ဖတ်ပြပါယောမဩဝါဒစာအခန်းကြီး9အခန်းငယ်1မှ4တို့ဖြစ်၍အဘယ်သို့ပြောရမည်နည်းပညာတရား၌အပြစ်ရှိသလောအပြစ်မရှိနိုင်ရတို့ရရင်ပညာတရားအားဖြစ်တာအပြစ်သဘောကိုငါသိရ၏အဘယ်သို့နည်းမူကားလောဘစိတ်မရှိစေနှင့်ဟုပညာတရားမဆိုလျှင်လောဘသဘောကိုငါမသိယောမဩဝါဒစာအခန်းကြီး9တိတ်ကနေ4 sorry ပညာတရားကိုသိတော်ညီကိုတို့ပညာတရားသည်လူကိုအသက်ထက်ဆုံးရတာပိုင်ပြီးကိုမသိကြသလောဥပမာကနေရှိသောမိမသည်နေမသေးမီတိုင်အောင်ပညာတရားအဖြစ်လင်၌ချီနှောင်ရရှိ၏လင်သေးနေမူကားလင်ဝတ်နှင့်လွတ်၏ထို့ကြောင့်မိမိလင်မသေးမီအခြားသောသူ၏မယားဖြစ်လျင်မြောက်မှထားသောမိမဟုခေါ်ထိုင်၏လင်သေးနေမူကားထိုတရားနှင့်လွတ်သည်ဖြစ်၍အခြားသောသူ၏မယားဖြစ်တော်လေမြောက်မှထားသောမိမဟုခေါ်เสียအကြောင်းမရှိထိုနည်းတူငါညီကိုတို့သင်တို့သည်အခြားသောသူသည်ဟူသောသေခြင်းမှပြန်ရှင်တော်သောသူ၏မယားဖြစ်၍ဘုရားသခင်အလိုတော်နှင့်အညီတိုးပွားမည်ကြောင်းခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်တည်၍ပညာတရားနှင့်ကြွားကြ၏โอเคကျေးဇူးပါအားလုံးကြားခဲ့တယ်နော်လင်းရှိသောမိမကြီးလင်းမတည်မီတိုင်အောင်ပညာတရားအပြင်လင်း၌ချီနှောင်လျက်ရှိသူလင်ဟာမတည်မချင်းသူဟာအဲ့ဒီလင်းရဲ့မယားဖြစ်တယ်လင်းတည်လျက်မူကားလင်းမို့နဲ့လှုပ်ပြီးသူလင်းပြေးသွားလို့ဆိုလို့ရှိရင်တော့အဲ့ဒီလင်းရဲ့မယားပြောမလားမဖြစ်တော့ဘူးအဲ့ဒီမှာပါလို့လေပညာတရားကိုကျွန်တော်တယောက်စီရဲ့လေရောက်ကြားအဖြစ်နဲ့ခိုင်းနိုင်ထားတာဖြစ်တယ်အဲ့ဒါအရေးကြီးတော့ပညာတရားကိုကျွန်မတယောက်စီရဲ့ဘာတူလဲလေရောက်ကြားအဖြစ်နဲ့ခိုင်းနိုင်ထားတယ်ဆိုတော့ဒီခုကျွန်တော်တို့တတ်တယ်ပညာတရားဟာเนาะကျွန်မတို့ရဲ့လေရောက်ကြားဖြစ်လင်းဖြစ်တယ်ပညာတရားဆိုတာဘာလဲဒီပညာတရားဟာဘယ်ကလာတယ်လဲပညာတော်10ပါးကျွန်တော်သိတယ်တိတ်ကတစ်ဆက်ကျွန်တော်အလုံးမရဘူးလားအလုံးရတယ်ဟုတ်ပြီဒီပညာတော်10ပါးကိုဘယ်သူကပေးလဲဘုရားသခင်စီကပညာတော်10ပါးလားဟုတ်ဆိုတော့ပညာတော်10ပါးပညာတရားကိုကျွန်တော်တို့နားလည်ဖို့ဆိုဒီပညာတရားပညာတော်10ပါးကိုပေးတဲ့ဘုရားသခင်ကိုကျွန်တော်တို့အရင်လေ့လာဖို့လိုတယ်ဘုရားသခင်ကဘယ်သူလဲဘုရားသခင်ဒီအနန္တထာရကောင်းမြတ်သောဘုရားရှင်ဖြစ်တယ်ဘုရားသခင်ဟာအနန္တထာရတန်ရှင်သောဘုရားဖြစ်တယ်ဘုရားသခင်ကအနန္တထာရဖြတ်မှတ်သောဘုရားဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတန်ရှင်းခြင်းဖြောင့်မတ်ခြင်းအကုန်လုံးကဘာဖြစ်တယ်လဲအနန္တထာဝရဖြစ်နေတယ်အနန္တထာဝရဖြစ်အနန္တထာဝရဖြစ်တဲ့ဘုရားသခင်အနန္တထာဝရကောင်းမြတ်တဲ့ဘုရား